လာမင်းရမယ်အတွက် roller coaster ညပရိသတ်များလုံးပဲမင်္ဂလာများ Red TV တိုင်းကနေပြန်လည်ကြိုလိုက်ပါရင်လာမင်းရမယ်ဟာအနာဂတ်ဘောလုံးလောကရဲ့မျှော်လင့်ချက်ကလေးဖြစ်ပါတယ်။ရမယ်ဟာအသက်16နှစ်ကလေးကဘာစီလိုနာနဲ့အတူပွဲဦးထွက်ခဲ့ပြီးသူ့ရဲ့အကောင်းဆုံးစွမ်းရည်တွေကိုပြသနေခဲ့ပါတယ်။ရမယ်ဟာယူ2024မှာစပိန်အသင်းနဲ့အတူသူ့ရဲ့ကြော်ကြားမှုတွေကိုထပ်ဆင့်မြင့်တင်နိုင်ခဲ့ပါတယ်။ရမယ်ကအစာလုံးရင်းရိုဝင်စားနေခဲ့ရပြီးဒီပုံရိပ်တွေကဘောလုံးပရိသတ်တွေကိုဒီကောင်လေးရဲ့အသက်ငယ်ငယ်နဲ့လှုပ်ဆောင်နိုင်တဲ့ပါရမီတွေအကြောင်းသတိထားမိစေခဲ့ပါတယ်။စပိန်နဲ့ဆန်ရင်နေတင်ယူ2024ချန်ပီယံဖြစ်လာပြီးတဲ့နောက်မှာရမယ်ကဂိုရန်ပွိုင်းအပါဝင်အကောင်းဆုံးလူငယ်ကစားမဆုတွေကိုတယောက်တည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။ရမယ်ကဒီဟာဒီမှာလည်းဘာစီလိုနာရဲ့အကောင်းဆုံးတောင်ပံတစ်ဖက်အဖြစ်ရှိနေပြီးဥရောပရဲ့ထိပ်တန်းတိုက်စစ်အတွဲကိုရောဘတ်လူဝီနော့စကီရာဖီညာတို့နဲ့အတူပုံဖော်နေခဲ့ပါတယ်။ရမယ်အတွက်နောက်ထပ်အစွမ်းပြစရာနေရာကတော့ကလပ်အသင်းပြင်နိုင်ငံအသင်းနဲ့လည်းကျန်ရှိနေပါသေးတယ်။ရမယ်က Nation League Quarter Final မှာစပိန်အသင်းနဲ့ပါဝင်ကစားနေပါတယ်။စပိန်အသင်းကပထမကြော်တော့ကနယ်သာလန်အိမ်ကွင်းမှာတူတူတေချထားပါတယ်။ဒီတော့စပိန်ပြည်မှာဆက်လက်ဆုံးဖြတ်ရဖို့ဖြစ်လာပါတယ်။ဒီပွဲကိုစပိန်တို့က3-3တေချခဲ့ပြီးတော့ပနတီမှာအနိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာလာမင်းရမယ်ကတော့အတက်အကျတွေများခဲ့ပြီး roller coaster ခန်းစားချက်တွေများခဲ့ပါတယ်။စပိန်ဟာပရာပိုင်း10မိနစ်မှာတင်မီကယ်အိုရာဆာဘဲရဲ့ပနတီသွင်းကိုနဲ့အဖွင့်ဂိုးသွင်းယူပြီးဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းပြန်စားမှာတင်မက်ဖစ်တီပေးကိုပနတီပြန်ပေးလိုက်ရလို့အကျိတ်နဲ့ပြန်ဖြစ်သွားပါတယ်။အော်ရာဆာဘဲရဲ့အစွမ်းကတော့စပိန်ကိုကင်တင်နေခဲ့ပြီးဒုတိယဦးဆောင်ဂိုးကိုလည်းသူ့ပဲကောင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့89မိနစ်ကိုရောက်မှာဇာဗီဆိုင်မွန်ရဲ့ဖန်တီးမှုကနေအေရမန်ဆန်ကခြေပါကိုရောက်သွားတဲ့အခါစပိန်လည်းအချိန်ပေါ်ဆက်ကစားရဖို့ဖြစ်လာပါတယ်။လာမင်းရမယ်ကသူ့ရဲ့တောက်ပွားရမယ့်အချိန်ကိုအချိန်ပေါ်မှာပြသနိုင်ခဲ့ပါတယ်။ရမယ်ကအချိန်ပေါ်ပရာပိုင်းမှာစပိန်အတွက်နောက်ထပ်တစ်ချိန်ဥဆောင်ကိုသွင်းယူပေးခဲ့ပြီးနိုင်ပြီလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းပွဲပြီးကန်ဒီမှာပနတီထပ်ပေးလိုက်ရပြီးဇာဗီဆိုင်မွန်ကခြေပါသွားခဲ့တာကြောင့်3-3နဲ့ပြီးဆုံးရတဲ့အတွက်ပနတီအဆုံးအဖြစ်အထိသွားဖို့ဖြစ်လာခဲ့ပါတယ်။ပနတီကရမယ်အတွက်တော့အမှတ်တရကောင်းတစ်ခုမဟုတ်ခဲ့ပါဘူး။ဆေးလုံရှားနေပုံရတဲ့16နှစ်သားလေးက4ယောက်မြောက်အဖြစ်ပနတီကန်ခဲ့ရပါတယ်။ရမယ်ကနိုအာလန်ရဲ့ပနတီလွဲချော်မှုကအသုံးမချနိုင်ခဲ့ပဲသူကတလွဲလုံးမိခဲ့ပြီးဆိုးရွားတဲ့ပနတီဖြစ်ခဲ့ပါတယ်။ကန်ကောင်းကျင်တော့နယ်သာလန်ဘက်ကဒရန်မာလန်ဆက်ပြီးလွဲချော်သွားတဲ့အခါကယ်တင်ရှင်ပနတီကအဆုံးသက်ပနတီကိုစပိန်အတွက်ဒီဒီငိမ့်ငိမ့်သွင်းယူပေးခဲ့တာကြောင့်စပိန်တို့ပနတီမှာ5-4နဲ့အနိုင်ရပြီးဆီမီဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။ရာမယ်ကပွဲမစခင်သူ့ရဲ့ Instagram Story မှာ on a mission လို့ရေးသားထားခဲ့ပြီးပွဲချိန်အတွင်းမှာလည်းစပိန်အတွက်သွင်းကိုရယူပေးနိုင်ခဲ့သလိုစပိန်ကလည်းနောက်တစ်ဆင့်ကိုတက်ခဲ့တာကြောင့်သူ့ရဲ့ mission ကအောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။ဒါပေမဲ့ပနတီလွဲချော်ခဲ့တဲ့ကိစ္စကတော့ရာမယ်ရဲ့နုနယ်တဲ့စိတ်ကိုအနေနဲ့များတက်ရောက်မှုရှိလာနိုင်ပါတယ်။ဒီအတွက်ဘာစီလိုနာအသင်းပေါ်ပက်ထရီကရာမယ်ရဲ့ဘေးမှာရှိနေခဲ့ပါတယ်။ပက်ထရီဟာဘာစီလိုနာမှာတင်မကစပိန်အသင်းမှာလည်းအသင်းရဲ့လိုအပ်နေတဲ့တိုက်စစ်လမ်းကြောင်းတွေကိုဖွင့်ပေးနေတဲ့ကစားသမားပါ။သူကိုယ်တိုင်ကလည်းဂိုရန်ဝိုင်းတယောက်ဖြစ်ခဲ့တဲ့ပက်ထရီကရာမယ်ရင်ဆိုင်နေရတဲ့မျော်လင့်ချက်တွေရဲ့ဖိအားကိုနားလည်ပေးနိုင်သူတယောက်လည်းဖြစ်ပါတယ်။ပက်ထရီကဒီပွဲမှာလည်းအရန်ခုံကနေ84မိနစ်ကြာမှပါဝင်ကစားခဲ့တာပါ။ဒါပေမဲ့သူဝင်လာကလေးကပက်ထရီဟာစပိန်ကိုအကျိုးပြုပေးခဲ့တယ်လို့အနိုင်ပယ်နတီကိုလည်းသွင်းယူပေးခဲ့ပါတယ်။ပက်ထရီကတော့ပွဲပြီးမှာရာမယ်နဲ့ပတ်သက်ပြီးရာမယ်ကပြပွဲတစ်ခုလိုပါပဲနောက်နှစ်တီမှာလည်းသူ့ရဲ့ဂိုးသွင်းစွမ်းရည်တွေဒီထက်ပိုပြီးတိုးတက်လာအောင်မှာပါလို့ချီးကျူးအားပေးသွားခဲ့ပါတယ်။စပိန်အသင်းဟာဆီမီဖိုင်နယ်အဆင့်မှာတော့ပြင်သစ်အသင်းနဲ့ရင်ဆိုင်တွေ့နေပြီးဇွန်လ9ရက်နေ့မှာရှမန်ကစားသွားရမှာပါ။စပိန်တို့ Nation League ချန်ပီယံအဖြစ်ထပ်မံအောင်ပွဲခံနိုင်မလားဆိုတာရာသီကုန်မှာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။